လမ်းနေထားနော်ဆိုင်ကနဲ့ဆက်တက်လို့အဆင်မပြေတော့ဘူးကျွန်တော်ဆိုင်ကကိုဒီနားမှာပဲရှက်ထားခဲ့လိုက်တော့မယ် Oh shit man အေးဆိုင်ကရှော့ကြတာဟေးတော်တယ်ရောဒီမှာကြောက်ကြီးHello guys ကျွန်တော်ရက်30 daily challenge က6ရက်မြောက်နေ့ကိုဖြတ်တန်းနေပြီအဲ့ဒါကြောင့်ကျွန်တော်ဓာတ်ပုံရိုက်မဲ့နေရာကိုအခုစတင်ပြီးတော့ရှာဖွေနေပြီအဲ့တော့အခုကြည့်နေတဲ့တငယ်ချင်းတွေအားလုံးတွေကစိတ်ဝင်စားတဲ့တငယ်ချင်းတွေအားလုံးကိုတဦးတယောက်ချင်းစီတိုင်းကျွန်တော်နဲ့အတူတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ် Let's go Wow နော်တွေ့လိုက်တာတစ်ခုရှိပြီနော်တွေ့လိုက်တာဘာလဲဆိုတော့ပြဟာဟာရီဘင်းပဲအပေါ်မော့ကြည့်လိုက်တာဗျာနေအောင်ကြီးနဲ့ထိုးပြီးတော့အပင်းရမှာဒါကြီးကိုကျွန်တော်ပထမဆုံးပုံဖြစ်တက်ပုံရိုက်မယ်တော့တောင်ရင်မြေကြားထဲမှာဘယ်သူမှမရှိတဲ့ကျွန်တော်တယောက်တည်းကျင်းငတ်တန်လေးတွေရယ်မနက်ခင်းလေးမှာကိုချစ်တဲ့အလုပ်လေးကိုလုပ်နေရတာရယ်ခုလိုမျိုးအေးချမ်းတဲ့နေရာလေးကိုရှောင်းနေရတာရယ်ဘာနဲ့မှလဲလို့မရဘူးဗျာခံစားချက်ကြီးကဘာနဲ့မှလဲလို့မရအောင်ဟုတ်နော်အဲ့တော့ဒီဟာကိုဘယ်လိုရှုထောင့်မျိုးကနေဘယ်လိုရရင်ကောင်းမလဲဒီ angle လေးကမိုက်တယ်ကျွန်တော်ဒီရှေ့မှာလမ်းရှိသေးတယ်ကျွန်တော်ဒီရှေ့ကိုဆက်သွားမယ်ကျွန်တော်လမ်းနေထားကျွန်တော်ဆိုင်ကနဲ့ဆက်တက်လို့အဆင်မပြေတော့ဘူးကျွန်တော်ဆိုင်ကကိုဒီနားမှာပဲရှက်ထားခဲ့လိုက်တော့မယ် Oh shit man အေးဆိုင်ကရှော့ကြတာဟေးတော်တယ်ရောဒီမှာကြောက်ကြီးEh shit Wow ကျွန်တော်ဆိုင်ကဒီနားမှာပဲကြထားခဲ့မယ်မဟုတ်ရင်ကျွန်တော်ဒီဘက်ဘေးထဲထိုးကြလိမ့်မယ်ကျွန်တော်လမ်းတော်တော်ကျန်းနေကျွန်တော်ဒီလမ်းလေးပဲဆက်တက်သွားမယ်အရှင်းမှာတပုံရိုက်ဖို့အတွက်တခုခုရှိလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်နော်ဘာတစ်ခုတွေ့လဲဆိုတော့ဒီမှာနေအလင်းရောင်ကျနေတယ်မြခင်းစင်းလေးတွေပေါ်မှာစိမ့်နဲ့အဲ့တော့ဒီဘက်မှာ shadow နေရာလေးလည်းရှိတယ် highlight နေရာလေးလည်းရှိတယ်ဆိုတော့ဒီနားလေးမှာတဘုံလောက်ရမှာမသိဘူးအဲ့ဒီမြခင်းပြင်လေးကိုစူးစမ်းကြည့်လိုက်မယ်ကျွန်တော်ဒီနေရာကိုဘာလို့ဆိုင်မှာလဲဆိုတော့ဒီဘက်မှာကျွန်တော်တို့ shadow လဲပါတယ်အလင်းလဲပါမယ်အလင်းကျနေတဲ့နေရာလဲပါမယ်ပြီးတော့ဒီနေပေါ့နော်နေထိုးနေတဲ့ဒီတောင်လေးမှာဒီတောင်လေးမှာနေထိုးနေတဲ့ရှောင်ပြန်ဟာလေးလဲပါတယ်အဲ့လေးကျွန်တော်သဘောကျလို့
ကျွန်တော် high angle တဘောတော့ကြာ high angle အရှင်းမှာဘာရှိလဲတော့မသိဘူးသွားတော့သွားနေရပဲအဲ့လိုမသေးချာမရေရတဲ့အလုပ်တွေကိုလုပ်ရတာကြိုက်တယ်ကျွန်တော်အရှိကိုလေသွားရင်နဲ့အရှိမှာရောဘာချစ်တဲ့ဦးလေးတယောက်နဲ့ကျွန်တော်တွေ့ခဲ့တယ်တွေ့တဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့ဘာလုပ်နေရလဲပေါ့တပုံလိုက်ရိုက်နေတာပေါ့အရှိမှာဘာရှိလဲပေါ့ရိုက်စရာနေရာရှိသေးလားပေါ့ရိုက်လို့ကောင်းမဲ့နေရာလေးပါလေဆက်မသွားနဲ့တော့လေဒီတိုင်းပဲတဲ့ရောဘာချန်နေပဲရှိမှာလေဘာမှမရှိဘူးတဲ့အဲ့တော့ကျွန်တော်ကံကောင်းစွာနဲ့ပဲလာလန်းနေပြန်လှည့်ခဲ့တယ်ပေါ့နော်အားကြောင့်လို့ကျွန်တော်ဘယ်ကိုသွားမလဲလို့အခုစဉ်းစားထားတော့ကျွန်တော်အခုနောက်ဆုံးတစ်ပုံကြံသေးတယ်ဗျာအဲ့လမ်းမဘက်ကိုပြန်ထွက်ပြီးတော့နောက်တစ်ပုံတော့ထရိုက်ဖို့သွားရှာမယ်အဲ့လမ်းမကိုမရောက်ခင်မှာပဲကျွန်တော်ဒီမှာကွန်မိုစီချင်းတစ်ခုတွေ့ရဗျာဒီမှာဟိုဘက်ကရှူကင်းဒီမှာဘောင်ဖြစ်နေတယ်ဖရိန်ရဲ့အနောက်မှာဟိုမှာတောင်တန်းရှူကင်းတွေ့ရတစ်ခုတွေ့ရဗျာအဲ့တော့ကျွန်တော်အဲ့ဒီဟာကိုရိုက်မယ်ဝါချင်းလေးအားကြီးပဲကျေးဇူးတင်ပါတယ်လို့ကဲအားလုံးပဲကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်မယ်ကျွန်တော်ဒီနေ့ဓာတ်ပုံ3ပုံ challenge လဲကျွန်တော်ပြည့်သွားပြီအဲ့တော့ကျွန်တော်ပြန်ရမယ့်အချိန်ကိုလည်းနီးကပ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ပြန်တော့မယ်အဲ့တော့အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တငယ်ချင်းတဦးတယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးတင်တယ်အဲ့တော့မနက်ဖြန်မှာလည်းကျွန်တော်ဘလိုမျိုးနေရာမျိုးမှာဘလို့အခက်ခဲမျိုးတွေနဲ့ကျွန်တော်ဘလို့မျိုးသွားရိုက်မလဲပြီးတော့ကျွန်တော်ရဲ့ဒီဒါအခုကျွန်တော်ရဲ့လမ်းစဉ်ကဒါ beginner လမ်းစဉ်ပေါ့နော်ကျွန်တော်ရဲ့ beginner လမ်းစဉ်မှာဒီနေ့ဘလို့မျိုးကျွန်တော်ရဲ့စကေးတွေပို့ပြီးတော့ထူးခြားလာလဲတက်လာလဲဆိုတာဆက်ပြီးစောင့်ကြည့်နေသေးတယ်ဆိုရင်အကောင့်လေးကို follow လုပ်ထားခဲ့ Thanks for watching my video. I'll see you in the next video. Bye bye.